Hi, welcome back to Unlock English. ဒီနေ့မှာတော့ကျွန်မက IELTS မှာဘယ်လိုအခြေအနေတွေအကြောင်းကိုကျွန်မတို့အမှတ်တွေရောတက်တယ်ဘယ်လိုအမှားလေးတွေကိုဖြစ်တက်လဲပေါ့နော်အဲ့ဒါလေးတွေကိုပြောပြပေးသွားပါမယ်အဲ့တော့ကျွန်မတို့ကပထမဆုံးပေါ့နော်ပထမဆုံးကဘာလို့အမှတ်တွေရောကြလဲဘာလို့ band score တွေတိတ်မကောင်းကြလဲကိုက basic လဲကောင်းပါရဲ့နဲ့ကိုဒီဟာကိုလဲနားလည်လိုက်ပါရဲ့နဲ့ပေါ့နော်ဘာလို့မကောင်းကြလဲအဲ့လိုပြောမယ်ဆိုလို့ရှင်ကျွန်မတို့ question ကိုတိတ်နားမလဲတာလားမေးခွန်းကိုတော့sorry ကျွန်မတို့ဒီ passage ကိုနားလည်လိုက်တယ်ပြောလိုက်တဲ့ audio ကိုနားလည်လိုက်တယ်ဒါပေမဲ့ကျွန်မတို့မေးခွန်းနားမလဲတာမျိုးဖြစ်နိုင်တယ်ဘာမေးထားတာလဲအဲ့လိုဟာမျိုး focus ပျောက်သွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်အချိန်မီတာပေါ့နော်အဲ့ဒါလေးဖြစ်တတ်ကြတယ်အထူးသဖြင့်ကျွန်တော်တို့ဟိုပါပေါ့နော် reading မှာဆိုရင်အချိန်မမီဘူးတနားရီထက်နည်းနည်းပို့နေတယ်အဲ့လိုဟာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ပြီးတော့မှနောက်တစ်ခု exam strategy မရှိတာ exam strategy မသိလိုက်တာပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီ vocabulary တို့ grammar တို့အားနေတာမျိုးလည်းဖြစ်နိုင်တယ် basic ဟောမှာဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုပြောကြရဲဘလောက်လောက်ပေါ့နော် level ဘလောက်လောက်ဆိုလို့ရှင် IELTS ဖြေလို့ရတယ်ပေါ့နော်အဲ့လိုဆိုရင်တော့ကျမတို့ကများသောအားဖြင့်တော့ intermediate လောက်ဆိုရင်ဖြေလို့ရတယ်လို့ပြောကြရပေါ့နော်ဒါပေမဲ့ intermediate မှာလည်းကျမတို့ဒီ intermediate တချို့ကြတော့လုံးဝပိုင်တဲ့ intermediate ကိုမှတကယ်ကောင်းကောင်းမွန်မွန်ပေါ့နော်မှတ်မိတယ်basic grammar rules တွေကိုလည်းသိတယ်ဆိုရယ် intermediate မျိုးရှိရယ်တချို့ကြတော့မလောက်တာကြာပြီပြီးကြမှာကျမတို့ပြန်စစ်ကြည့်လိုက်တော့ intermediate ရတယ်ဒါပေမဲ့တချို့ဟာလည်းဖြေလေးတွေကလို့ guess လောက်ထားအဲ့လိုဟာမျိုးဆိုရင်တော့အဲ့ဒီ intermediate ဆိုရင်တော့ကျမတို့ကပို့ပြီးတော့ gap တွေဖြေရတာမျိုးရှိနိုင်တယ်ပေါ့နော်အကယ်လို့ကျမတို့က band score 6 and above ပေါ့နော်6ထပ်ပို့ပြီးတော့မှမှန်းနေဆိုလို့ရှိရင်တော့ upper intermediate လောက်ဖြစ်ရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါတော့လူတိုင်းမှာအချိန်အကန့်အသတ်လေးတွေရှိတယ်ဟိုမှာ university ရှောက်ရတော့မယ်ဘာညာဆိုပြီးတော့မှဖြေရတာမျိုးရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့ intermediate လောက်နဲ့ဖြေလို့ရတယ်ဒါပေမဲ့ပို့ပြီးတော့စာလုပ်ရမယ်ပို့ပြီးတော့ focus ထားရမယ်ပေါ့နော်ဒါပေမဲ့အကယ်လို့ကိုယ်မှာအချိန်ရှိတယ်ဒီbasic ကိုလည်းကျမတို့ကလုံနိုင်သေးတယ်ဆိုရင်တော့ upper intermediate လောက်အထိကိုရအောင်လုပ်ပြီးမှဒီ IELTS ကိုလာကိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေနိုင်တယ်ပေါ့နော်Okay အဲ့တော့ဒါကဒီ general အရာဒီလိုအခြေအနေတွေမှာကျမတို့အမှတ်တွေပြောကြရဲပေါ့နော်အဲ့တော့အဓိကအပြင်ကျမဒီ four skill အဓိကဒီသေးပြန်ပြောပေးပါမယ် listening မှာကြတော့ဘယ်လိုဟာမျိုးမှာအဖြေမှားကြလဲဆိုတော့ဒီသေချာနားမထောင်မနဲ့တခုကြားလိုက်တဲ့ချိန်မှာအဲ့တခုအဖြေလို့သတ်မှတ်ပြီးတော့ရေးလိုက်တာမျိုးပေါ့နော်တခါလေသူတို့ကဘယ်လိုလုပ်တက်လဲဆိုလို့ရှင်ဒီ listening ကိုပေးတယ်ပေးပြီးတော့မှအဖြေပေါ့နော်အဖြေလို့သတ်မှတ်လို့ရတဲ့ဟိုတခု sentence တခုပြောတယ်ဒါမဲ့ပြီးတော့သူတို့ take back လုပ်တယ်ပေါ့နော်ပြန်ပြီးတော့မှ oh sorry မှားသွားလို့ငါမှတ်တာမှားသွားတယ် oh sorry date မှားသွားတယ်အဲ့လိုဟာမျိုးနဲ့သူတို့ကပြန်ပြောင်းတတ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကပထမတစ်ခုပဲ focus လုပ်ပြီးနားထောင်လိုက်တယ်ပြီးတော့ငါဖြေရပြီပဲဆိုပြီးတော့နောက်ထပ်တစ်ခုသွားကြည့်နေမယ်ဆိုလို့ရှင်အဲ့လိုအချိန်မျိုးမှာ listening မှာကြတော့မှားတတ်ကြတယ်ပေါ့နော်နောက်တစ်ခုကကြတော့ word limits တွေကိုသေချာမကြည့်မိတာဒီသူကquestion မှာဆိုလို့ရှင်ပေးထားပြီးသားပေါ့နော် one word လား no more than 2 words လား no more than 3 words လားအဲ့လိုဟိုပါလေးပေးထား instruction လေးပေးထားရပေါ့နော်အဲ့တော့ဒီ word limit ကိုသေချာမကြည့်ပဲねကျမတို့ကနှလုံးကြားရဆိုပြီးနှလုံးရေးလိုက်တယ်အဲ့လိုဟာမျိုးဆိုရင်အမှန်ပြောရပေါ့နော်အဲ့တော့ကျမတို့ကနှလုံးကြားလဲအဓိကတစ်လုံးဟာပါလဲပေါ့နော်အဲ့ဒါလေးကို focus လုပ်ပြီးတော့တစ်လုံးပဲဖြည့်ပေးရမယ်အချင်းချင်းမျိုးရှိရဲ instruction သေချာဖတ်ဖို့လိုရပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုဟာမျိုးလဲဆိုတော့ပထမတစ်ခုဒီမေခွန်းကိုကအဖြေမကြားလိုက်ဘူးမကြားလိုက်တော့အဲ့ဒီအဖြေကိုသွားပြီးတော့မှစဉ်းစားနေတယ်ရေးဖို့စူးစမ်းနေတယ်တစ်ခုခုရေးဖို့စူးစမ်းနေတယ်အဲ့ဒီအချိန်မှာကျတော့နောက်ကလိုက်ပြောတဲ့ဒီ answer တွေပေါ့နော်နောက်က number တွေကိုမေ့သွားတာ miss ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးဖြစ်တတ်ကြတယ်နောက်တစ်ခါတော့ spelling mistake ပေါ့နော်လောနဲ့ဖြေကြရဲတောင် type လုပ်ကြရဲအချိန်မှာ spelling mistake တွေလည်းရှိနိုင်တယ်အဲ့တော့ spelling လေးတွေကိုလည်းသေချာ view site စေချင်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်အဖြေပြန်မစစ်ပဲနဲ့တင်လိုက်တာမျိုးပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောလို့ပဲခါစေ spelling mistake တွေကဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့သေချာလေးပြန်စစ်ပေးဖို့လိုပါတယ်အဲ့တော့ listening မှာကျတော့ဒါလေးတွေကိုတတိထားလိုက်မယ်ဆိုလို့ရှင်ပဲကျွန်တော်တို့ကဟိုပါပေါ့နော်careless mistake လေးတွေအနေနဲ့ရောနိုင်တယ်ပေါ့နော် Okay နောက်တစ်ခု reading မှာကြတော့ကျမတို့ဘယ်လိုကြောင်းမလို့အချိန်ကုန်တတ်ကြလဲဆိုတော့ passage တစ်ခုလုံးကိုဖတ်နေရပါတော့မေကိုမဖြေခင် passage ကိုအသေးချာဖတ်နေရဥစားမျိုးအဲ့ဒါမျိုးကကျမတို့ငကိုကလေးကစာဖတ်ခြင်းရှိပြီးသားကိုကစာဖတ်ညံ့တယ်ပြီးတော့မှဒီဟိုပါပေါ့နော်ဒီ passage တစ်ခုလုံး digest လုပ်နိုင်တယ်ကောင်းကောင်းမှတ်မိရဆိုရင်တော့ကိစ္စမရှိဘူးအဲ့လိုကလေးတွေမျိုးဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့ကိုကစာဖတ်နေကြမဟုတ်ဘူးပြီးတော့မှကိုကစာဖတ်နေတယ်အဲ့လိုဟာမျိုးဆိုရင်တော့ကျမတို့က strategy တွေနဲ့သုံးပြီးတော့ပေါ့နော်မေခွန်းလာဖတ်ပြီးမှ
ဒီ passage မှာပြန်ရှာရဲ strategy မျိုးဒါမှမဟုတ်ဒီ skimming and scanning အဲ့လို strategy မျိုးတွေပေါ့နော်အဲ့ဒါတွေကိုတုံးပြီးတော့မှဖြည့်မယ်ဆိုလို့ရှိရင်တော့အချိန်ပို့ပြီးတော့မှ manage လုပ်နိုင်ပါလိမ့်မယ်အဲ့တော့အဲ့ဒါလေးသတိထားရမယ်ပေါ့နော်နောက်တစ်ခါကျတော့ keywords တွေကိုပဲ match လုပ်တာဒီမေကွန်းမှာပါတဲ့ vocabulary တွေကိုဒီတိုင်းဒီ keywords အတိုင်း passage မှာလာရှာတာပေါ့နော်အဲ့ဒါမျိုးကမှားဖို့ပုံများပါတယ်ဘာလို့လဲဆိုတော့ IELTS ကအဲ့လို trap တွေပေးထားတယ် keywords တွေနဲ့တူဖို့နဲတယ်သူကများသောအားဖြင့် synonyms တွေနဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ keywords တွေကို match လုပ်တဲ့ဥစ္စာမျိုးကိုမသုံးပါနဲ့ပေါ့နော်နောက်တစ်ခုကကြတော့ခုနကျွန်မပြောလို့ပဲအချိန်ကို manage မလုပ်နိုင်တာပေါ့နော်အဲ့တော့တစ်ခုမှအချိန်အရန်အကုန်သုံးလိုက်တာအဲ့တော့ကျွန်တော်တို့ passage 2မှာအချိန်ကုန်သုံးလိုက်တယ်passage 3ရောက်တော့အချိန်မမီတော့လောတော့အဲ့လိုထင်တဲ့အဖြေလေးဖြည့်မိရဆိုလို့ရှိရင်လည်းအမှတ်ပိုရောတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုတတိထားပါမယ်နောက်ထပ်တစ်ခုကကြ writing မှာကျတော့ကျွန်မအရင် video မှာလည်းပြောပူပါတယ် question တွေကိုfully မဖြေလိုက်တာ question တစ်ခုမေးတယ်ဒါပေမဲ့ကျွန်တော်တို့ကquestion တစ်ခုပဲဒီ idea တစ်ခုပဲ develop လုပ်လိုက်တာ question 2အတွက် idea မပါလာတာမျိုးပေါ့နော်အဲ့လိုဟာမျိုးကကြတော့အမှန်လျော့ရဲပေါ့နော်နောက်တစ်ခုကကြတော့ off topic ဖြစ်သွားတာရေးနေရင်လည်းဒီ topic နဲ့တိတ်မသက်ဆိုင်တဲ့အကြောင်းအရာလေးပါထည့်ရေးမိတာမျိုးဖြစ်နိုင်တယ်ပေါ့နော်စဉ်းစားရင်းနဲ့အဲ့တော့အဲ့ဒါလေးတွေကိုတတိထားရမယ်နောက်တစ်ခုကကြ vocabulary ကိုထပ်ခါသုံးတာဒါကြ lexical resource နဲ့သွားသက်ဆိုင်နေပေါ့နော်သူရဲ့ criteria တစ်ခုက lexical resource vocabulary အလဲလှည့်သုံးနိုင်သလားဆိုတဲ့အချိန်မှာဒီ vocabulary တစ်ခုပဲထပ်ခါသုံးမယ်ဆိုရင်ဒီ writing မှာအမှတ်လျော့ရဲပေါ့နော်နောက်တစ်ခု grammar မှာဒါတော့ obvious ဖြစ်မယ်ထင်တယ်ပေါ့နော်နောက်တစ်ခု structure မတည်တတ်တာကျမတို့ဒီအကြောင်းအရာကပေါ်ရောက်လိုက်အောက်ရောက်လိုက်ဒါမှမဟုတ်ပြောချင်တဲ့အကြောင်းအရာထက် example အရင်ရောက်နေတာမျိုးဆိုတိတ်ပြီးတော့မှဖတ်ရ coherence and cohesion မှာတွားပြီးအမှတ်လျော့ရပေါ့နော်အခြေဆက်မမိဘူး structure မကောင်းဘူးအဲ့လိုဟာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီ writing နဲ့ပတ်သက်ပြီးတော့လည်းကျွန်မဒီ criteria ၄ခုလုံးနဲ့ဘယ်လိုချိတ်အောင်ရေးရမလဲဆိုတာလေးကို video တည်တံ့လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လုပ်ထားပေးနိုင်ပါတယ်အဲ့တော့ကျွန်မဒီ video မှာအဓိကနောက်ထပ် speaking ပေါ့နော် speaking ကကြတော့အထူးသဖြင့်ဒီ part 3တွေမှာပေါ့နော် short answers တွေပဲပေးရ yes no လောက်ပဲဖြေရမျိုးဒါမှမဟုတ်တိတ်ပြီးတော့မှကောင်းမွန်ဒီ sentence တစ်ခုလုံးအပြည့်မဖြေရမျိုး no I can't no I'm a student အဲ့လောက်ပဲဖြေတဲ့ဥစ္စာမျိုးကြတော့ကျမတို့ဒီ rating ပေးရတာခက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့လို short answer တွေအများကြီးပါတယ်ဆိုရင်အမှန်ရော့ဖို့ရှိရပေါ့နော်နောက်တစ်ခု memorize လုပ်ထားတာကျွန်တော်အလွတ်ကျက်ထားတယ်လို့သူတို့သတ်မှတ်လို့ရတဲ့ speaking မျိုးဆိုလို့ရှင်လည်းအမှန် short မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ too many pauses ဂျားထဲမှာအကြာကြီးစဉ်းစားတာကျမတို့စဉ်းစားရတော့စဉ်းစားရမယ်ဆိုပေမဲ့အဲ့ဒီစဉ်းစားရဲ့အချိန်မှာ fillers တွေသုံးနိုင်သလားဒါမှမဟုတ် phrases လေးတွေကိုထည့်ပြီးတော့မှလပhandle လုပ်နိုင်လားအဲ့ဒါလည်းအရေးကြီးရပေါ့နော်နောက်တစ်ခု limited vocabulary ဒါတော့ခုနက writing မှာပြောထားသလိုပဲvocab ကိုအလဲလှည့်မသုံးနိုင်တာအဲ့မှာကျွန်မအရင် video တွေမှာလည်းပြောခုပါတယ်ဒီ speaking မှာ vocab ကောင်းသုံးရမယ်ဆိုတာ vocab ခက်သုံးရမယ်လို့မဆိုလိုပါဘူးသင်လျော်ရဲ့ vocabulary ကိုအလဲလှည့်သုံးနိုင်ရမယ်လို့ဆိုလိုပါတယ်နောက်တစ်ခု pronunciation မကောင်းတာပေါ့နော်ဒီ pronunciation ကိစ္စကတော့လေကျမတို့ဒီ online မှာပဲဖြစ်ဒီ ChatGPT တွေသုံးမယ်ဒါမှမဟုတ်လို့ရှင်လဲပေါ့နော်online dictionary တွေသုံးမယ်ဆိုလို့ရှိရင်ကျွန်တော် vocabulary pronunciation လေးပြင်လို့ရတယ်ပေါ့နော်သူက pronunciation လေးပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့မှကျွန်တော်တို့ဒီ video တွေနားထောင်နေဒီ IELTS listening ကိုနားထောင်ပြီးတော့ပြန်ပြောရင်တော့မှပဲသူရဲ့ pronunciation တွေကိုကျွန်တော်တို့က imitate လုပ်နိုင်တယ်အဲဒီအတွက်ကြောင့် poor pronunciation အတွက်ကတော့ကျွန်တော်ပို့ပြီးပြောကြည့်ပါပို့ပြီး practice လုပ်ပါပို့ပြီးနားထောင်ပါလို့ပြောချင်ပါတယ်Okay နောက်ဆုံးကျွန်မ final tips အနေနဲ့ပြောရဆိုလို့ရှိရင်ဒီအခြေအနေတွေအားလုံးဒီ common mistakes တွေအားလုံးကျော်နိုင်ဖို့အတွက်ကျွန်တော်တို့က exam condition မှာလေ့ကျင့်ကြည့်ရပါမယ်တခါတလေကျွန်တော်တို့ကလေ့ကျင့်တယ်မိခွန်းဟောင်းတွေပြန်လုပ်တယ်ဒါပေမဲ့ကို time limit မပေးထားဘူးဒါမှမဟုတ်လို့ရှင်ငါဒီဟာနားမလဲတော့အဖြေသွားလှမ်းချလိုက်တယ်အဲ့လိုဟာမျိုးလုပ်တာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်ရသေးရဲ့ငါ exam ရောက်ကြမှာအချိန်မီအောင်ဖြေမယ်အခုတော့ဒါလေးကိုပဲ focus လုပ်ပြီးတော့မှရေးလိုက်အောင်မယ်ဒါလေးကိုပဲပြီးအောင်လုပ်လိုက်အောင်မယ်အဲ့လိုအချိန်မှာကျမတို့က time limit ကိုမပေးထားတဲ့အတွက်ကြောင့်မို့ဒီ exam condition မှာကျတော့အရန်လောရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ weak areas ကိုလည်း focus လုပ်ပါပြန်ပြီးတော့ကြည့်ပါပေါ့နော်ဘယ်နေရာကဥမာ listening ဆိုလဲ multiple choice ကပိုမှားတာလားကိုက multiple choice ကိုဘယ်လိုနားလဲတာမှားတာလဲဒါမှမဟုတ် fill in the blanks မှာကျမတို့ကနားထောင်လို့မရတာလားအဲ့လို weak areas ကိုအများအားသုံးသပ်နေဖို့လိုပါတယ်နောက်တစ်ခု learn from mistakes ဒါကြတော့ student တွေတော်တော်နည်းနည်း
ပြင်းကြတဲ့ဥစ္စာမျိုးလို့ပြောရမယ်ထင်တယ်ဘယ်လိုလဲဆိုတော့ဖြည့်ကြည့်လိုက်တယ်ဖြည့်ကြည့်လိုက်ပြီးတော့မှားရဲဆိုလို့ရှင်ပြန်မကြည့်တော့ဘူးเนาะဘာလို့မှားလဲလည်းမကြည့်တော့ဘူးဘာနားလဲတာမှားတာလားဒါမှမဟုတ်လို့ရှင်ဘလို့နားထောင်မိလိုက်လို့ဒီဖြည့်ထည့်မိလိုက်တာလဲအဲ့လိုမျိုးပြန်မကြည့်တော့ okay မှားတယ်နောက်တစ်ခုဆိုပြီးတော့ကြော်သွားတယ်ပေါ့နော်အဲ့တော့ mistakes တွေကိုပြန်ပြီးတော့မှသုံးသပ်ဖို့လိုပါတယ်နောက်ဆုံးတစ်ခါတော့ consistent ဖြစ်ရမယ်ပေါ့နော်နေ့တိုင်းထိတွေ့နေရပါမယ်နီးမျိုးစုံနဲ့ပေါ့နော် listening နဲ့ဖြစ်စေ reading နဲ့ဖြစ်စေဒီ language နဲ့ထိတွေ့နေဖို့လိုတယ်လို့ပြောချင်ပါတယ် so yeah နောက်ထပ် video မှာထပ်တွေ့ပါမယ်နော် bye bye